Content creator တယောက်အနေနဲ့ကိုယ်ပဲဖန်တီးရတဲ့ဆိုင်အခြားဖန်တီးမဲ့လူတွေထပ်ပေါ်လာတာအောင်ကျွန်တော်ဝမ်းသာပါတယ်။ဒါနဲ့ပဲ UNICEF မြန်မာ program တစ်ခုဖြစ်တဲ့ Europoa Volunteer လူငယ်တွေနဲ့ဗီဒီယိုရိုက်ကူးရေးတွေအတွက်ညောင်ရွှေကိုတောက်ခဲ့ကြပါတယ်။ 1 2 3 ဒီလိုနဲ့ပဲညောင်ရွှေမျိုးရလာပါတယ်။ညောင်ရွှေမှာတော့စရောက်ထဲအခန်းကြီးခွဲကြတယ် creation လုပ်တဲ့အချိန်မှာပုံမှန်ဆိုရင်ကိုယ့်ဘာသာဖန်တီးရများပါတယ်။ဒါပေမဲ့အခုကတော့ experience အသစ်ဖြစ်တဲ့လူငယ်တွေအများကြီးနဲ့ဖန်တီးရမှာပါ။ဒီလိုအသစ်စမ်းတွေဖန်တီးရတာလေ creation အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ဒါနဲ့ပဲ community အတွက် video တွေဖန်တီးဖို့လုပ်ကြတဲ့အခါမှာအဖွဲ့တွေထပ်ခွဲကြပါတယ်။ကျွန်တော်ကတော့လူငယ်အချို့နဲ့တူ video လုပ်ရတဲ့အဖွဲ့တွေမှာဦးဆောင်ရပါတယ်။ဗီဒီယိုတစ်ပုဒ်မဆိုင်ခင်မှာ pre-production ကအရင်ရေးကြည့်ပါတယ် script storyline မှုပုတ်တွေဆွဲကြတယ်အသိန်းဖွင့်နဲ့လုပ်တဲ့အချိန်မှာသတိထားမိရတော့အလုပ်တွေပို့ပြီးတယ်ဒါပေမဲ့တယောက်တည်းလုပ်ရတဲ့တော့ပို့ပြီးတော့ညှိနှိုင်းရတာတွေများပါတယ်ဟေးစမယ်ဟေးစမယ်ကဲဝတ်ရောင်းဝင်လာပါတယ်5 4 3 2 1 action တကယ်ရမယ့်နေရာတော့ရှင်းပါတယ်လူငယ်ရွယ်ဆိုတော့ဖုန်းမဲ့သုံးပြီးပေါ်ပါရိုက်ကြတယ်။ lighting လည်းမပါတာမို့လို့ natural light နဲ့ပဲတခြားရိုက်ရပါတယ်။အားလုံးကပြပြထားတဲ့အတိုင်း script တွေ storyline နဲ့တွားကြတာမို့လို့ပေါ်ပေါ်နဲ့ကြော်ကြရတယ်။အဖွဲ့အစည်းနဲ့ဆိုတော့အလုပ်တွေပို့ပြီးရတာအမှန်ပါပဲ။ဒီနေ့တည်းမှာဘယ်ရောက်တေချာလုပ်ပြတာတော့ကျမ်းမာရေးပါရိုက်ကူးရေးလုံးတွေလည်းကျွန်တော်ကျမ်းမာရေးကိုပို့ပြီးတော့ကျူးဆိုင်ဖြစ်ပါတယ်ရှမ်းပြည်ကတော့ရာသီဥတုမပူတာမို့လို့ဒီမှာပြေးရတာကိုသဘောကျပါတယ် creation လုပ်နေလူဖြစ်တာကြောင့်အခုလိုမျိုး exercise တွေကစိတ်ကိုပို့ပြီးပေါ့ပါစေပြီးတော့ကျွန်တော်တော် idea တွေအများကြီးပို့ထွက်စေပါတယ်ညနေပိုင်းတော့ကျွန်တော်တို့ညောင်ရွှေကနေအေးသာရဝိုင်းချန်လေးကိုသွားခဲ့ကြပါတယ်။ဒီဝိုင်းချန်လေးရဲ့ညနေပိုင်းလေးကိုကျွန်တော်သဘောကျပါတယ်။အေးချမ်းနဲ့တိတိစိတ်ဖြစ်နေတာဟောသူ့ရဲ့အထာလေးလို့ပြောလို့ရပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့အတူဖန်တီးရတဲ့ဗီဒီယိုလေးကိုပြရပါတယ်။အဓိကအတူတူဖန်တီးတာတွေပြန်ကြည့်ရတာကပီတိဖြစ်ရတာမျိုးပါ။ဒီနေ့ညပိုင်းတော့အမှတ်တရတစ်ပုံတွေရိုက်ကြတယ်ဗီဒီယိုတွေအကြောင်းပြောရင်းနဲ့ပဲအားလုံးအိပ်ရဝင်လိုက်ကြပါတယ်ဒီနေ့ကတော့ဟဲအိုလေးစိတ်ကနေရန်ကုန်ပြန်မနေပါဒီဘက်လုံးတူတူရှိခဲ့ကြတဲ့အဖွဲ့သားတွေနဲ့ခွဲရတဲ့နေပဲဖြစ်ပါတယ်ဘာဖြစ်ဒီခီးစဉ်လေးမှာကျွန်တော်လူငယ်တွေအများကြီးနဲ့တွေ့ရတယ်အတူတူဖန်တီးခွင့်ရတယ်ဒါတွေအားလုံးတော့ကျွန်တော်ရဲ့ creator life ရဲ့အမှတ်တရတွေပါပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်